Namo Tassa Bhagavato Arahato Samma Sambuddhassa Devo Rohana Wuttu, no? Devo Rohana Wuttu. The Wittu Hutania Neneli Piolate, no? Miss Wapia Punim the Gubiarica, Yamagat the Gubiarica, Pia, Pia be Nabi dead wa. Nabi dead wa be Pia Sin la. Birmadia Napima or Dona, Lupima Dona Jara, Bolly. I don't know Jama Pian Sin la, said no Pian Sin la, Kama, or it the Yab, no? Or it ya. So do a tag tamaro, at least when I yet the roshi, the got how no people love young you, your tarali, no? And who didn't around the can and a sabai mono, the only the Baileys and the good the Bago. But why you be the coon at Pindo? Pindola bara twazala. Eri tua simagala piorane eri the Bago dwabi you live the gune. You be the Gopialu so be mess up ya. The Bago lemetone, the Bago que say molo when you missing look kind of. Piro the Gopiari have me piaya so re when you let pin yet. They cover go let pin yet door. Oh no, Emma, who take tea, Ali. Go on what the body. Java, my that's what be here. No, the Gory the Gopiari, maybe I look in your lady. That's why I don't be Piaro me. I don't have Piamia subio, do a dory challenge cora, no? What the very Abialumia about so much. The good time Piam subio to have for that's what Pia to Gurai made the Gobia mess who are low dally. No. At the Gobia many are you or penny out will so that we treat Piali, no? The yep you been him, Piame, now Lila Giant Bolly. Hello, Bio later. Ay, they tea, Dobby or Ania, the Wima, that would he be alone at tea. No, I'm a yet be newly, the cow low she a jema, she and she a being a gong low, like we pit we, because at the means I go no bit about the be my monsieur. But the yep you will be on the body be my monsieur, like we no bit, take here. Who, the be machine, the be machine. That we may, ma who. Uye ne ma ba shi le so kan da uye niနောက်တစ်ပြတကူပြမယ်လို့ပြောတဲ့နေရာမှာတော့မရှိတော့ဘူးသိပင်မရှိဘူးဒါမဲ့အဲ့မှာဘုန်းကြီးဒီကန္တာရဲ့ဥယျာဉ်ဆောင်ကန္တာရှိရဲ့အဲ့ကာယကန္တာသူတရက်ပင်မှာဒီတရက်သီးတစ်လုံးရတယ်တရက်သီးတစ်လုံးရတော့အဲ့တရက်သီးကဟိုခါချင်းကောင်းနေပါရင်လည်းခါတယ်ဟိုအုံနေတဲ့တရက်သီးပေါ့တအားချူတယ်ဆိုတဲ့ဘောပေါ့နော်အဲ့လိုမျိုးအဲ့တရက်သီးရတော့သူကဟိုရှင်မီကိုမကတ်တော့မင်းနဲ့မြတ်စွာဘုရားကိုလှူတာလှူတော့မြတ်စွာဘုရားရှင်အနန္ဒာသူ့ကိုဘုန်းကြီးလုပ်ပေးတယ်လေတရက်သီးဖြော်ကြီးကတ်တယ်တရက်သီးဖြော်ကြီးကတ်တော့မြတ်စွာဘုရားအဲ့တရက်သီးဖြော်ကြီးလဲတောက်ပြီးရောအဲ့တရက်သီးအစီကိုဟောမှာသူကရေစေးချလက်စေးပြီးတော့ဒီတရက်ပင်ဒီတရက်သီးအစီကိုစိုက်ခိုင်းတာနော်စိုက်ခိုင်းတာအဲ့စိုက်ခိုင်းတဲ့အချစ်ခါစိုက်ခိုင်းပြီးရေကြီးထဲမှာထည့်ပြီးစိုက်လိုက်တာနဲ့တပြိုင်တည်းအဲ့ဒီတရက်ပင်ကအတောင်60လောက်မြင့်ပြီးတော့နော်တော်ခါတဲ့အရွက်လက်တွေခင်စီပင်နေတဲ့တရက်ပင်ချက်ချင်းပေါက်လာတာအဲ့ဒါလေမြတ်စွာဘုရားရဲ့တကူတော်ကြောင့်ဖြစ်တာပေါ့လေနော်အဲ့ဒီချက်ချင်းအဲ့တရက်ပင်ပေါက်လာအဲ့တခုနော်အဲ့လည်းတည်ပြီးသားတွေပါနော်ဟိုကျမတို့တိတ်ဟိုနေနေကြာဘူးနာဝါတွေပေါ့နော်ဒီဥစ္စာနော်အခုတော့တေချာဖတ်တော့
တွေ့တာပေါ့လေနော်ကိုတော့ကဘယ်အချိန်မှာအဲ့တရက်ပင်ပေါက်တာလဲဆိုတော့အဲ့တကူပြမှာမလို့လေနော်တကူပြမှာမလို့အဲ့ဒါအဲ့မှာတရက်ပင်လဲပေါက်လာနော်ပေါက်လာပြီးတော့နော်သူကအဲ့မှာဟိုနည်းနေကဒိဋ္ဌိတွေကသူတို့ဟိုနည်းတကူပြဖို့ဆိုမတ်တက်ဒီပါ special စောက်ထားသေးတယ်သူတို့အလှခံပြီးတော့အဲ့အလှခံထားတဲ့ဟိုနည်းကြတော့မတ်တက်မစောက်ဘူးမြတ်စွာဘုရားကလည်းမတ်တက်စောက်ရအောင်လို့ပတိနီကောသလမင်းကပြောတော့မစောက်ရမလို့နော်သူကသူဖြစ်သွားလိမ့်မယ်ဆိုတော့ဒါတရားမင်းကအကုန်လုပ်ပေးတာသူတို့ကြတော့နောက်ပြီးတော့တရားမင်းကအဲ့ဒိဋ္ဌိတေစောက်တဲ့မတ်တက်ကိုလည်းနော်ဟိုမိုးနတ်သားတွေလေနတ်သားတွေအကုန်လုံးနေနတ်သားတွေအကုန်လုံးကိုလေခိုင်းပြီးတော့သူကနော်ဟိုလေဘူးတွေတိုက်ခိုင်းလေဘူးတွေတိုက်တော့အဲ့မတ်တက်တွေလည်းပြုတ်ကုန်ပြီးတော့အဲ့မှာဟိုနည်းတဲတွေရွှတ်နေရလဲလေခါအကုန်လုံးဒီဒိဋ္ဌိတွေကိုငါရဟိုနည်းဖြစ်ခါလူကုန်အဲ့ချိန်မှာမိုးရွာချတော့တခါအကုန်လုံးဟိုအကွက်တွေနဲ့လေရုပ်ပြက်စင်ပြက်တွေဖြစ်တဲ့အချိန်အဲ့ချိန်မှာနော်အဲ့မှာဟိုကြားဘူးပါပေါ့ပူရဏကတ္တပဆိုတာလေနော်သူအဲ့ဒိဋ္ဌိဆရာကြီးကတယောက်ကသူကအဲ့လိုပဲဟိုနေလေဘူးရောရေလေတွေနေတွေဟိုနေရေတွေပေါ့နော်လာအကုန်လုံးနှောက်ရက်တော့သူတို့တွေအကုန်ထွက်ပြေးရတဲ့အခါကျတော့သူကအဲ့ဒီအချိန်မှာသူ့ကိုကိုွယ်တဲ့လေနော်လေသမားတယောက်ကအိမ်ကနေထွက်ပြီးတော့လေဗာလဲအိုးတလုံးနဲ့ဒီမြတ်စွာဘုရားတရားကိုသွားနှမယ်ဆိုပြီးတော့အိုးတလုံးနဲ့ကြိုးတစ်ချောင်းလာစံပြုတ်ထဲတဲ့အိုးဆိုလားမသိယူလာတာအဲ့မှာအဲ့အိုးနဲ့ကြိုးကိုတောင်းပြီးတော့သူ့လက်ဘေးမှာသူချီပြီးတော့ရှက်လုံးလို့ဆိုပြီးတော့လေကိုတတ်တည်သွားတယ်ဆိုတာအဲ့နေရပေါ့အဲ့နေရနော်အဲ့တော့နော်သူကဒီအဲ့တော့သူကဟိုနေ ready ဖြစ်ပြီးမြတ်စွာဘုရားကလည်းเนาะဒိဋ္ဌိတွေလည်းမရှိတော့ဘူးမြတ်စွာဘုရားကလည်းဒီခုနေ ready ဖြစ်ပြီးဒီသူခုနေလုံးဖို့တကူပြဖို့ ready ဖြစ်တဲ့အချိန်မှာเนาะမြတ်စွာဘုရားရဲ့เนาะမြတ်စွာဘုရားကိုယ်တိုင်တော့တကူမပြပါနဲ့မြတ်စွာဘုရားကိုစားเนาะတကူပြပေးပါမယ်ဆိုပြီးပြောလာတဲ့เนาะဒီကရဏီဥပါတိကမဆိုတာတယောက်ကအရင်ဆုံးစတယ်เนาะသူ့ကိုတကူပြလေးဟာပြခွင့်ပြုပါเนาะသူကเนาะဘယ်လိုပြမလဲဆိုပြီးဒီစဝကြဝဠာတိုက်ကြီးမှာเนาะသူကဒီစကြဝဠာကြီးအကြီးမြေထုကြီးကိုအကြီးပြုမြေထုကြီးကိုကြီးစွာသောမြေထုကိုရေလှုပ်ပလိုက်မြေတွေကိုရေလှုပ်ပလိုက်ပြီးတော့ရေကျက်မလိုပဲရေကျက်မငှက်ကလေးလိုပဲเนาะဒီစကြဝဠာလောက်ကျဲတဲ့ဒီရေပြင်ကြီးကနေပြီးအရှိစကြဝဠာကနေအနောက်စကြဝဠာမှာသွားပြီးသူ့မျက်နှာကိုပြမယ်အနောက်ကနေမြောက်စကြဝဠာနောက်တောင်စကြဝဠာပေါ့နော်အဲ့လိုမျိုးသူကရေထဲမှာငုတ်ပြီးတော့ဟိုဘက်ကိုဒီဘက်ကိုပြမယ်ပေါ့နော်ပြမယ်ဆိုတဲ့အခါကျတော့သူအဲ့လိုလုပ်ပြမှာပေါ့နော်အဲ့ဆိုရင်သူ့တပည့်တော်မှပဲဒီလောက်ပြနိုင်သေးတယ်ဆိုရင်မြတ်စွာဘုရားဆိုရင်တော့ဘလောက်တောင်ပြနိုင်မလဲဆိုပြီးတော့သိသွားမှာပေါ့လေနော်ဆိုတော့သူကမြတ်စွာဘုရားမပြနဲ့ပြစရာမလိုပေါ့နော်ခွင့်မပြုနော်သူကတပည့်တွေကိုပြနဲ့လို့ပြောပြီးသားနော်ပြပြီးသားသူကဟိုသိက္ခာပုဒ်ပြညတ်တဲ့လူဆိုပြညတ်တဲ့လူကတော့သူသိက္ခာပုဒ်ကိုတိုင်းနေချက်လို့သူ့အတွက်တော့တကွဲချန်တာပေါ့လေအဲ့တော့မြတ်စွာဘုရားရှင်ကနော်အဲ့လိုမျိုးဟိုနေအဲ့ဒီချိန်မှာဒါဆိုရင်နော်ဘသူကိုဆူလာအနာတပိကြီးဆိုတာသူကလည်းဒီအနာဂံဥပဒကနော်သူကလည်းအဲ့ဂရဏီဥပတိကမှာကြတော့သူကလည်းမြတ်စွာဘုရားရှိသူပဲတကူပြပါမယ်ဒီမြတ်စွာဘုရားကိုယ်တိုင်တကူပြကြီးရတယ်မပြတော့ပါနဲ့လို့ပြောပြီးမယ်လေမြတ်စွာဘုရားကမင်းကဘယ်လိုပြမှာလဲဆိုတော့သူကမြမမင်းရဲ့ကိုဆိုတော့ဆက်ယူဇနာ12ယူဇနာရှိတယ်နော်အဲ့မှာဖန်ဆင်းနော်သူကမြမမင်းကိုကြီးကိုဖန်ဆင်းပြီးတော့လူတွေအလယ်မှာနော်အတန်ကြီးနဲ့မိုးချင်းတန်ကြီးနဲ့နော်ဒီခါရဲလက်ပေါင်းခတ်ပြမယ်ပေါ့နော်ဆိုရင်အဲ့လိုမျိုးပေါ့နော်သူကအကြီးလောက်ပြမှာပေါ့ကိုလေနော်အဲ့လိုမျိုးမြတ်စွာဘုရားအဲ့ဒါလည်းမလုံနဲ့လို့ပြောတယ်နောက်တစ်ခုကနော်ဒီ
တာမဏိငယ်မပေါ့နော်ဒီသီလရှင်ပေါ့ခုခေါ်ရင်တော့သူကတာမဏိငယ်မလေးကစီရလို့ခေါ်တယ်သူက9နှစ်ပဲရှိသေးတယ်နော်နှစ်ပဲဒါမဲ့သူကနော်ဟိုနေပရိသံပိတာရောက်နေပြီနော်သူကသူ့လည်းအဲ့လိုပဲတကူပြာကြီးကပြမယ်ဆိုတော့နော်သူကတဲ့မြင့်မို့တောင်လို့စကြဝဠာတောင်လို့ဟိမဝန္တာတောင်ကိုတောင်3000ယူလာပြီးတော့နော်သူကဟင်းသာငှက်မလေးလို့တဲ့အဲ့တောင်ကြီးကနေမှတခါတည်းနော်သူကပြန်ပြနေမယ်ပေါ့လေနော်တခါတည်းအဲ့လိုပြောတယ်နော်အဲ့လိုပြောလဲမြတ်စွာဘုရားတော်ပါပြီရပါပြီပေါ့နော်ဆိုတော့နောက်တစ်ခါစုံဒတာမဏိငယ်သူကပုံငယ်သွားသေးတယ်နော်သူကနော်သူက9နှစ်ပဲရှိသေးတယ်နော်သူကလေနော်ဒီ9နှစ်ပဲနော်9နှစ်ပဲအဲ့စုံဒတာမဏိရတယ်အဲ့9နှစ်ပဲဟိုသူကအခုနေယဟနာဖြစ်နေပြီအဲ့ချိန်မှာနော်အဲ့မှာသူကစုံဒတာမဏိငယ်ကနော်သူကဘာလုပ်မှလဲဆိုတော့သူတို့ကနော်စဘူးတပေပြီစဘူးရိတ်ကျွမ်းမှရှိတယ်စဘူးတပေပြီကြီးကိုပင်စီကနေကင်ပြီးတော့နော်တပြုတပေကြီးကိုနော်ယူလာပြီးရင်ဒီအခုရှိနေတဲ့ပိဋကကိုအကုန်ပေးကျွေးမှာနော်အခါဘယ်လောက်ကြီးလဲဆိုရင်နော်နောက်ပင်လက်ကပန်းနေကိုလည်းယူလာပြီးရင်ရှင်ဖျားကိုဖြစ်ခိုးမယ်လို့ရှောက်တယ်နော်နောက်ဥပလဝင်ထေရီနော်ဥပလဝင်ထေရီကလည်းအဲ့လိုပဲသူကနော်ဒီတဆက်ယူဇနာရှိတဲ့နော်ပိဋကကိုသူကလှဲ့မယ်နော်ပတ်ဝန်းကျင်ကတဆက်ယူဇနာရှိရနော်ဆိုတော့အလုံးပေါင်းနော်ဒီ36ယူဇနာရှိတဲ့ပိဋကနဲ့တဲ့နော်စัจ မင်းဖြစ်ပြီးစัจ မင်းအဖြစ်နဲ့သူကလာမှာနော်လာမယ်နော်ဥပလဝင်ထေရီကအဲ့လိုတကူပြမယ်ဒါလည်းမြတ်စွာဘုရားတားတယ်နောက်မဟာမောက္ကလန်နော်မဟာမောက္ကလန်ကျတော့သူတကူပြမယ်လို့ပြောမြတ်စွာဘုရားကလေနော်ဟိုပထမစစချင်းဘယ်လိုပြမလဲဆိုတော့သူကမြင့်မတောင်သွားကြတယ်ထားမယ်နော်ကြိုက်ဝါပြမယ်နော်အဲ့ဒါဆိုဒီလောက်ပဲလားဆိုတော့မဟုတ်ဘူးနော်ပထဝီမြေကြီးကိုဖြာလို့လိပ်ပြီးလက်ချောင်းထဲမှာညှက်လက်ချောင်းကြားမှာညှက်ပြထားမယ်နော်ဆိုနောက်ထပ်ဘယ်လိုပြအောင်မလဲလို့မေးတော့နော်ဟိုပထဝီမြေကြီးကိုအုတ်ထိတ်ဆက်လို့ထအောက်ပြောင်းပြန်လှန်ပြီးတော့လူတွေကိုမြေအောက်မှာရှိတဲ့မြေဩဇာတွေကိုပေးကျွေးမယ်လို့ပြောတယ်နော်နောက်တစ်ခုကထပ်ပြီးဘယ်လိုပြအောင်မှလဲလို့ပြောတော့နော်သူကဒီသူ့ရဲ့လက်ဝဲဘက်မှာမြေကြီးပြင်ကြီးကိုဖန်စီအဲ့မြေပြင်ကြီးကိုဘယ်ဘက်လက်နဲ့မှထားနော်ညာဘက်လက်နဲ့နော်ဟုတ်တယ်နော်သဘွားတွေတော့နော်ညာဘက်လက်နဲ့အဲ့ဒီကျိုးပေါ်မှာတင်ထားမယ်နော်တင်ထားမယ်နော်သူကအဲ့လိုလုပ်ပြမယ်တဲ့နော်ဆိုတော့နော်ဒီနောက်တစ်မျိုးဘယ်လိုပြအောင်မလဲဆိုတော့နော်သူကမြင့်မို့တောင်ကိုပထဝီမြေကြီးကိုပြမြမြင့်မို့တောင်ကိုထီယိုးလို့ထားနော်ထီယိုးရဲ့အထက်မှာနော်ထားနော်ထီယိုးလို့ထားပြီးတော့နော်သူကဆောင်းသွားလေနော်အဲ့ဒီဥစ္စာမြေကြီးကိုတော့ဟိုနေပေါ့ထီရွက်လူထားနော်မြင့်မို့တောင်ထီယိုးလူထားပြီးတော့သူကဆောင်းသွားမှာလို့သူကအဲ့လိုပြောတယ်နော်သူကအဲ့တော့ဒါမြင့်ဒီဟိုရှေမောက်ကလန်ဆိုတာတော့ဒါမြတ်စွာဘုရားပြီးရင်တကူပြနိုင်ဆုံးပေါ့လေဒါမဲ့လည်းသူ့ကိုလည်းပြခွင့်မပြုဘူးနော်ပြခွင့်မပြုဘဲနဲ့နော်ဘယ်သူမှပြလို့မရတဲ့နော်တကူပြကြီးကမျိုးငါပြမယ်လို့ပြောတယ်နော်အလားလို့ခေါ်တယ်နွားဘဝတွေကနော်နွားဘဝတွေကသူအဲ့လိုလုပ်ခဲ့တာဆိုပြောလေအဲ့ဇက်တောင်သူကထပ်ပြီးပြန်ဟောပြလိုက်သေးတယ်နော်ဘာလဲဆိုတော့သူကဟိုသူစေးရဲမမင်းမုံမျိုးကြီးကဒီဖျားလောင်းဟိုနော်ဖျားလောင်းသူကမင်းမှောင်တာပဲနော်မင်းနဲ့တဲ့မျက်ဝေးညူလေးရှိတယ်နော်မင်းနဲ့တဲ့မျက်ဝေးညူရှိတယ်နော်အဲ့တော့နော်ဒီအဖွားကြီးမွေးထားတဲ့နော်ဟိုမဲတဲ့နော်နွားအမဲလေးပေါ့နော်မြဝင်းညိုနဲ့နွားအမဲလေးလို့ခေါ်တယ်သူကအကျင့်သီလပါဖះလောင်းနွားဆိုတော့လေနော်ဟိုအကုန်လုံးအဆင်ပြေတာပေါ့အဆင်ပြေတော့သူ့ကိုချစ်ကြတယ်နော်အဲ့တော့ तू ကလည်းဒီအဖွားကြီးကို तू ကနော်ဟိုကျေးဇူးဆက်မယ်ဆိုရယ်စိတ်တစ်ခုထားတယ်နော်အမြဲထားတယ်ထားတော့တနေ့ကျတော့နော်ဟိုလှဲသား900ရောက်လာပြီးတော့နော်ဒီနော်
စိတ်ကန်းကိုရောက်လာပြီအဲ့စိတ်ကန်းကလည်းတော်မဆောက်တယ်ဆောက်တော့အဲ့စိတ်ကန်းကနေပြီးတော့เนาะဒီလမ်းပေါ်ကိုဒီလှဲတွေကိုတက်အောင်သူတို့လှဲတွေမှာပါတဲ့နွားတွေကမတက်နိုင်เนาะမတက်နိုင်ဘလို့မှမလုံနိုင်တော့เนาะဒီဖျားလောင်းနွားကိုသူတို့ကတွေ့သွားတဲ့ခါကျဖျားလောင်းနွားကိုเนาะလုတ်ပေးဖို့သူတို့ကသွားပြီးတော့เนาะဟိုနေပေါ့ဖျားလောင်းနွားကိုမြင်တဲ့အခါကျဒီနွားကဘယ်သူနွားလဲเนาะဒီဆိုတော့နွားเจ้าသားတို့ကเนาะနွားเจ้าသားတွေကိုမေးတာပေါ့အဲ့တော့ဒီနွားကတော့ဟိုနေအဲ့လိုတင်နိုင်မှာပေါ့လှဲတွေကိုဆွဲပြီးတင်နိုင်မှာပဲเนาะဆိုတော့သူကအဲ့ဒါဆိုအဖိုးအခဘလောက်ပေးပြီးတော့မှတင်မယ်ပေါ့เนาะဆိုတော့ဒီသူနွားကိုခေါ်ပြီးမဲ့နွားမလှုပ်ဘူးလေเนาะလို့ဖျားလောင်းတော့အဲ့ဒါနဲ့အဖိုးအခကိုဆိုမယ်ဆိုတော့လှဲတစည်းကိုနှစ်ကြက်နော်တပြားတစ်ထောင်ပေးမယ်ဆိုပြီးတော့ပြောလိုက်တော့မှဖျားလောင်းတော့သူကလိုက်သွားပြီးတော့အဲ့ဒီနွားကနော်ဆွဲတင်တော့ကိစ္စလည်းပြီးသွားရောသူက900ပဲပေးနော်တစည်းတစ်ချက်နဲ့900ပဲပေးတော့မြတ်စွာဘုရားဖျားလောင်းတော့အဲ့လှဲဟိုတော့ကနေထပ်ပြီးထားတယ်နော်သွားပြီးတော့နော်ညတော့ဒါနောက်ဆုံးကနှစ်ချက်သူ့ရဲ့လေဘေးမှာပေါ့လေနော်တပြားတောင်ထုတ်ကိုလေဘေးမှာဆွဲပေးလိုက်တော့မှနော်အဲ့ဖျားလောင်းတော့မှဖျားလောင်းတော့ဒီအပွားကြီးစီသွားပြီးတော့နော်1000ပေးတာနော်ဆိုလို့ကျင်ကသူကအဲ့ဒီတွေကသူကအဲ့လိုမျိုးပေါ့နော်လိုမျိုးအလုပ်တွေလုပ်ခဲ့တယ်ဆိုတော့သူခေါ်လိုက်သေးတယ်နော်အဲ့ဒါနန္ဒီဝိတာရဇက်လို့ခေါ်တာပေါ့နော်အဲ့လိုခေါ်ပြီးတော့မှနော်သူကအဲ့မှာနော်ဒီရတနာစင်းကြံပေါ်တက်ပြီးတော့တရားမင်းဖန်ဆင်းထားတဲ့ရတနာစင်းကြံပေါ်တက်နော်တက်ပြီးတော့နော်ဒီနော်ဒီ12 user ပေါ့နော်အရှိအနောက်ဖြတ်နဲ့ပြော24နာရှိပြီးတယ်နော်ယမိုက်ဟာကိုပြယမိုက်ဆိုယမကဆိုအစုံပေါ့နော်ဆိုတော့ तू ကဒီပြားဒီဟာမျိုးကိုတခြားဘယ်သူမှမပြနိုင်ဘူးနော်သူ့ရဲ့တပည့်တွေဘယ်လောက်ပဲတော်တော်မပြနိုင်ဘူးနော်အဲ့ဒါသူခန္ဓာကိုယ်ရဲ့အထက်အောက်ပိုင်းလိုက်ရင်အပေါ်အထက်ကိုတော့မီးထွင်ရင်အောက်ကရေလျင်နော်တကယ်တော့မီးလျံထွက်ချိန်မှာတေဇောကတိုင်းနော်ဝင်တေဇောကတိုင်းဟိုဝင်စားပြီးတော့မှလောက်ရတာနော်ရေအလျင်ဆိုရင်အဘောကတိုင်းပေါ့ဒါပေမဲ့ तू ကတအားဒီနော်ဒီအပင်ရှင်တွေကိုနော်တကိုးတွေကိုပြတဲ့အခါမှာဝီထီကို तू လှိမြန်ကို तू လုံနိုင်တယ်ဝီထီတစ်ခုနဲ့တစ်ခုကြားမှာဆိုရင်ဘဝင်၄ချက်ဝေးချပြီးတော့တယ်နော်ဘဝင်၄ချက်လောက်ဝီထီတစ်ခုအဖိညိုထီကိုသူလောက်တာသူကတကူပြတာနော်အရမ်းမြန်တယ်နော်အဲ့တော့ဒီအကိုတော့မီးအလျံထွက်ပြီးမှတကယ်တော့ရေအလျံလောက်တာဖြစ်တာဒါပေမဲ့မီးအလျံမပြောက်သေးဘူးရေအလျံပုံနေပြီးဆိုရေရောမီးရောဒီပြိုင်နဲ့ထွက်တယ်ဖြစ်နေတာလေနော်အဲ့တော့နောက်တစ်ခုကနော်အောက်ကနေရေဖြစ်ရင်အပေါ်မီးဖြစ်အောက်ကရေနော်နောက်တစ်ခါကိုရဲ့အရှိနော်ကိုရဲ့အရှိကမီးလျံဖြစ်ကိုရဲ့အနောက်ကရေအဲ့လိုပေါ့ပြောင်းမြန်ပေါ့နော်နောက်မျက်လုံးနော်ဘယ်ဘက်မျက်လုံးကရေဆိုရင်ညာဘက်မျက်လုံးကမီးပေါ့အဲ့လိုမျိုးပြောင်းမြန်နေပြန်ဖြစ်နော်နောက်မျက်လုံးပြီးနာနော်ဘယ်လဲနာကလည်းအဲ့လိုပဲမီးတွေရေတွေနော်တစ်လှည့်စီဖြစ်တခါနော်နှာခေါင်းနော်နှာခေါင်းကလည်းနှစ်ပေါက်ကလည်းအဲ့လိုဖြစ်နော်နောက်ပြီးတော့တခါပခုံးမှာလက်ဝဲပခုံးတော့မီးဖြစ်ညာပခုံးကရေဖြစ်နော်တစ်လှည့်စီဖြစ်နော်နောက်တခါဘယ်ဟိုနေကိုနှစ်ဘေးပေါ့ကိုနံပါတ်လို့ခေါ်တာပေါ့နော်ဘယ်ဘက်နံပါတ်ညာဘက်နံပါတ်ကလည်းအဲ့လိုပဲမီးရေတွေဆိုတော့တကူလုံးပေါ့နော်နောက်ဆုံးခြေထောက်အထိနော်ခြေထောက်အထိနောက်ဆုံးဖာတွေရှိတယ်ဆိုလက်ချောင်းတော်ကြားတွေအထိနော်လက်ချောင်းကြားတွေနောက်ဆုံးမွေးညင်းတော်နော်မြတ်စွာဘုရားရဲ့မွေးညင်းတော်တွေမှာတခုသောမွေးညင်းကမီးလျံဖြစ်တခုသောမွေးညင်းကဘာဖြစ်လဲရေအလျင်ဖြစ်နော်အဲ့လိုမျိုးနော်ရေရောမီးရောဒီပြိုင်နဲ့နော်ရေမကဗျာဒီရောပြပြီးတဲ့အခါမှာနော်သူကဟိုရောင်ကြီးတော်6သွယ်လွတ်တာပေါ့နော်ရောင်ကြီးတော်6သွယ်လွတ်ပြီးတော့မားစင်းကြံကြွားနော်ကြွားတယ်ရက်လဲရက်တယ်ထိုင်လဲထိုင်တယ်နော်နောက်ပြီးတော့ဘာလုပ်လိုက်သေးလဲဆိုတော့သူကနော်ဒီအဲ့လိုမျိုးသူကနော်ဒီတကူပြာကြီးကပြတဲ့ဂျားထဲမှာလဲသူကဘာလဲဆိုလို့ရှိရင်နော်ဟိုနေတရားလဲဟောပေးသေးတယ်ဟောပေးပြီးတဲ့အပြင်နော်ဒီလိုသူ့လိုမျိုးဖျားတစ်ပါးနောက်တစ်ခုဖန်ဆင်းလိုက်သေးတယ်ဖန်ဆင်းလိုက်ပြီးတော့နော်ဘာလို့လဲဆိုတော့သူကပဲအဲ့ဖျားနဲ့ပြဿနာတွေမေးတာနော်ဘာလို့လဲဆိုတော့သူပဲမေးနိုင်လို့အဲ့မေးခွန်းမျိုးတွေကိုရိုးပုံကိုယ်တွေကဖျားမှုတဲ့ပုံကိုယ်တွေကသူ့ကိုမေးခွန်းတွေမေးရင်အဲ့လောက်မေးခွန်းမျိုးမမေးနိုင်ဘူးပေါ့လေနော်သူတို့အချင်းချင်းအမေးအဖြေတွေလုပ်ပြီး
ပေါင်းကြီးညိုစေခြင်းသေးတယ်နော်အဲ့တော့အဲ့ဒီမှာနော်သူကကတိ20လားမသိဘူးလေအကုန်လုံးတော့တရားထုတွေရကြတာလေနော်အဲ့ဒီမှာနော်ဒီမြတ်စွာဘုရားတကူပြားကြီးကပြတဲ့အချိန်မှာလာကြည့်ကြတဲ့သူတွေကလေနော်ဆိုတော့ तू ကအဲ့လိုတကူပြားကြီးကပြပြီးဒါရပါပြီတကယ်အဲ့တော့ခုနဘယ်နာရောက်သွားပြီလဲမသိဘူးเนาะဘာပဲဖြစ်ဆိုလိုချင်တာတော့ဒီပေါ့နေဒီဟိုနေဒီနောက်ဆုံးမှာလေဒီမြတ်စွာဘုရားเนาะတရားအပြီးမှတရားဟောပြီးတဲ့အချိန်မှာ तू ကလေဟိုနေเนาะဒီအဲ့မှာလေသူ့အမေတော်ကလေเนาะဟိုနေသောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်သွားပြီးတဲ့ခါကျတော့မှ तू ကပြန်ဆင်းမှာเนาะဒီမြင့်မို့တောင်ကြီးကိုပြန်ပြီးတော့เนาะဒီဟိုနေsorry သင်္ကတ္တနကူတီလားသင်္ကတ္တနကူပြီးနေရာမှာပြန်ဆင်းမှာเนาะအဲ့လိုပြန်ဆင်းမှာ तू ပြန်ဆင်းတဲ့အခါမှာเนาะ तू ကဟိုเนาะဒီဇာဝိတိပီကနေသင်္ကတ္တနကူပီကယူဇနာ30လောက်กว่าတယ်ဆိုလားမသိဘူးเนาะအဲ့တော့ तू ကအဲ့နေရာကိုလူရတခါပြန်စုရတာပေါ့လေပြန်စုပြီးတာဝရိန္ဒနတ်ပြည်ကနေဆင်းလာတော့ထုံးစံတိုင်းတခြားမင်းကလုတ်ပေးတဲ့ရွှေဆောင်နှန်းဗရမ ्या ဆောင်နှန်းငွေဆောင်တန်းနဲ့เนาะအဲ့ဒါနဲ့ဆင်းလာတာเนาะဆင်းလာတာဆောင်းတန်းရဲ့เนาะဒီထိတ်တစ်ခုကမြင့်မို့တောင်ထိတ်เนาะနောက်တစ်ခုကเนาะနောက်ဒီအဲ့မှာမြတ်စွာဘုရားဘယ်ဟာဆင်းလာလဲဆိုတော့เนาะနတ်တရားဘယ်ဟာဆင်းလဲဆိုရွှေဆောင်နှန်းဆင်းတာเนาะမြမာတွေကငွေဆောင်နှန်းဆင်းတာမြတ်စွာဘုရားအလေမှာဗရမ ्या ဆောင်နှန်းဆင်းလာတာเนาะဆင်းလာပြီးတော့ဒီမြင့်မို့တောင်ထိပ်မှာเนาะဒီဇောင်းတန်းရဲ့ထိပ်ကမြင့်မို့တောင်ထိပ်နတ်ပြည်ကနေစားတာเนาะအဲ့မှာဒီအဲ့လိုမျိုးကြည့်လိုက်လို့ရှိရင်လေဒီเนาะဟိုဒီအကုန်လုံးနဲ့เนาะဒီစัจ java လာကြီးကိုဘယ်သူကြည့်မြင်ရတာလဲเนาะဒီစัจ java လာကြီးကိုဝီစီကိုလည်းလှမ်းမြင်ရတယ်ပြမပြည်လည်းလှမ်းမြင်ရတယ်เนาะအဲ့လိုမျိုးမြင်ရတယ်เนาะဒီနတ်တရားလည်းလူတွေကိုမြင်ရတယ်လူတွေကလည်းနတ်တွေကိုမြင်ရတယ်เนาะအဲ့လိုမျိုးအဲ့မှာရောင်ကြီးတော့6သွယ်လဲလွတ်เนาะအဲ့တော့အဲ့ဒီချိန်မှာเนาะဘာထူးကြလဲဆိုတော့เนาะဒီမြတ်စွာဘုရားရဲ့ဒီအခုမြင်ခွင့်ကိုမြင်လဲရတဲ့ပုံကိုယ်တွေကတဲ့เนาะဘယ်သူမှဖျားအဖြစ်ကိုမတဲ့သူမရှိပါဘူးတဲ့เนาะဘယ်သူမှဖျားအဖြစ်ကိုမတောင်းတတဲ့သူမရှိဘူးအဲ့ချိန်မှာဟိုပြစ္ဆသင်္ခဆိုတဲ့ကန္တပနတ်သားလေးဘာဖြစ်လဲမြတ်စွာဘုရားရဲ့ရှိရနေပြီးတော့နတ်ဆောင်နဲ့တချင်းတီဆိုပြီးပူဇော်လာတယ်เนาะဒီနောက်မာတလိနတ်သားလည်းနော်ဒီသာပန်းပွင့်နေကိုဆွဲကင်ပြီးတော့နော်မြတ်စွာဘုရားရဲ့ဘယ်ဘက်ကနေဆင်းလာတယ်နော်မဟာမြမင်းကလည်းထီကိုစောင်းပေးတယ်သူရမနတ်သားလည်းတာမြက်ကိုစောင်းပေးတယ်နော်ဒီအဲ့လိုမျိုးသင်္ကတ္တနကိုပြည်ကိုဆင်းလာတာနော်ဆင်းလာတော့နော်ဒီတာရိပုတ္တရာမထေရကအရင်ဆုံးပါပြောလဲဆိုတော့နော်ဒီနာမေဒိဋ္ဌောဣတောပုပ္ပေနာတုတောဥဒကတ္တစီဧဝေဝက္ခုကတောတတ္ထာတုတိတာဂဏိမာကတောဆိုပြီးတော့သူကအဲ့ဒီနော်ဂါထာတစ်ပုဒ်ကိုဆိုတယ်သူကဒီရှေ့လေးကဒီပြီးတော့ဒီလိုမြင်ကွင်းမျိုးမမြင်ဘူးပါဘူးဘယ်သူပြောတာများလဲမကြားဘူးပါဘူးနော်ဩဒီလောက်တင့်တယ်ဆံပေတဲ့မြတ်စွာဘုရားဟာအချမ်းရံများစွာနဲ့တာရိနတ်ပြည်ကနေကြွလာတော်မူတာပါလားဆိုပြီး तू ကအိမ်မတန်နှစ်သက်တယ်နော်ဒီဟိုနေနော်ဒီအဲ့ဒါသူကိုယ်တိုင်ကဒီရှင်သာရိပုတ္တရာကိုယ်တိုင်ကလည်းဂါထာတစ်ပုဒ်နဲ့နော်ကြီးမြင့်တယ်ဆိုတာပြောတယ်နော်ပြောပြီးတော့မှနော်ဒီမြတ်စွာဘုရားကိုဗြဟ္မာတွေလူတွေနတ်တွေကချစ်ခင်မြတ်နိုးတဲ့နော်အတိုင်းမသိပေါ့လေချစ်ခင်မြတ်နိုးတာဖြစ်ကြတယ်ဖြစ်ကြပြီးတော့မှအဲ့ဒီချိန်မှာမြတ်စွာဘုရားကအကုဂါထာပေါ့နော်အကုဂါထာကိုဟောတာနော်အကုဂါထာကိုဟောတာနော်မြင်ရလားမသိဘူးကိုဟယ်လိုဟုတ်ကဲ့မြင်ရပါတယ်ညံနော်အဲ့တော့ဂုခါထာကယေဇာနပတုတာဇာနပတုတာဒီရာတဲ့နော်ယေဇာနပတုတာဒီရာနော်အကျဉ်ယေဆိုတာအကျဉ်ဒီရာဆိုတာပညာရှိတွေဟာတဲ့နော်ဇာနပတုတာဆိုတာဇန်တရားမှာတဲ့နော်
ဇန်တရားဆိုတာအာရမဏုပဇန်တို့လက္ခဏုပဇန်ဆိုပြီးနှစ်မျိုးရှိရနော်အာရမဏုပဇန်ဆိုတာဟိုရူပဇန်အရူပဇန်တွေကိုပြောတာလက္ခဏုပဇန်ဆိုတာကဝိပဿနာအထုတ်ရင်ရလာတဲ့တမာတိတည်ကြည်မှုကိုပြောတာနော်အဲ့ဇန်တရားတွေမှာတဲ့နော်ပညာရှိမှန်ရင်အာရမဏုပဇန်မှာပဲဖြစ်ဖြစ်လက္ခဏုပဇန်မှာပဲဖြစ်ဖြစ်နော်ကြည်ကြည်ညက်ညက်အားထုတ်ကြတယ်တဲ့နော်ဒါရေနဇပတုတာတီတာဆိုတာပညာရှိတွေကဇန်တရားတွေကိုအားထုတ်ကြဤပေါ့နော်တူတူပြောရင်တော့နိခမူပတမေရတာတဲ့ရတာဆိုတာမွေ့လျော်တာနော်မွေ့လျော်တာနိခမူပတမေဆိုတာနော်နိခဆိုတာထွက်မြောက်တာနော်ဥပတမေဆိုတာနိဗ္ဗာန်နော်ထွက်မြောက်ရမှန်ကိလေသာမိတွေရဲ့ငြိမ်းတဲ့နိဗ္ဗာန်မှာပေါ့နော်ဒီနိဗ္ဗာန်ကိုပျော်မွေ့ကြတယ်တဲ့နော်ရတာဆိုတာပျော်မွေ့ကြတယ်တဲ့နော်ဒီဝါပိတေတံပိဟယန္တိနော်ပြီးရင်ဒီအဲ့ပညာရှိတွေကိုဘယ်သူတွေကချစ်ကြလဲဆိုနတ်တွေနော်နတ်တွေကနော်သူတို့တွေကိုပိဟယန္တိရမ်းချစ်မြတ်လို့ကြတယ်နော်ဒီအဲ့ဒီသူတို့တေတံဘယ်လိုလဲဆိုတန်ဗုဒ္ဓနံတတိမတံတဲ့နော်တတိမတံဆိုတာတတိပြည့်စုံတဲ့တန်ဗုဒ္ဓနံဆိုတာနော်တကယ်ဟိုဒီတရားသိရမှန်တယ်မြတရားအကုန်လုံးပေါ့လေဖောက်ဖောက်ပြန်ပြန်မမြင်မဲနဲ့နော်ဖောက်ဖောက်ပြန်ပြန်မဟုတ်ဖဲနဲ့အကုန်အစင်သိမြင်ကြတာတန်ဗုဒ္ဓဆိုတာလေကိုယ်တိုင်ပေါ့နော်သိမြင်ကြဆိုနော်အဲ့ဒီပညာရှိတွေကိုတဲ့နော်နတ်တွေမြမာတွေကဘာဖြစ်လဲဝိုင်းပြီးချစ်ကြတယ်တဲ့နော်အဲ့ဒီဟာလေးနော်နတ်မြမာတွေရဲ့ရောဟနဒီရောဟနဆိုတာနတ်မြမာတွေအချစ်ခံရတဲ့အကြောင်းနော်ဘယ်လိုလူမျိုးလဲဆိုရင်နော်ဒီဇာနပတုတာဒီရာနော်ဇန်တရားတွေကိုအားထုတ်တဲ့သူတွေနော်နိဗ္ဗာန်ကိုချစ်မြတ်လို့တဲ့သူနိခမုပတမေရတာနိဗ္ဗာန်ကိုချစ်မြတ်လို့တဲ့လူနောက်ပြီးတော့ဘာဖြစ်လဲတတိပြည့်စုံတဲ့လူတတိမတန်နော်တတိပြည့်စုံသောတမုဒ္ဒာနံနော်ဘာဖြစ်လဲနော်မဖောက်မပြန်သိသွားတဲ့သူတွေနော်မဖောက်မပြန်သိတယ်ဆိုတာရဟတ်တပူရပြီးတဲ့လူတွေပေါ့တမ္ဗုဒ္ဓနံဖြစ်ရင်တော့နော်သူတို့တွေကိုသူတွေကချီးကျူးတာလဲဒေဝါပြီးတဲ့နတ်တွေကလည်းနော်သူတို့တွေကိုချီးကျူးကြတယ်တဲ့နော်အဲ့ဒီဂါထာလေးနော်အဲ့ဒါနော်ဒီပြန်ဆိုပြရမယ်နော်ယေနဇာနပတုတာဒီရာနိခမူပတမေရတာဒေဝပိတေတံပိဟယန္တိတမ္ဗုဒ္ဓနံတတိမတံနော်တမ္ဗုဒ္ဓနံတတိမတံနော်ယေဇာနပတုတာဒီရာနိခပူပတမေရတာဒေဝပိတေတံပိဟယန္တိတမ္ဗုဒ္ဓနံတတိမတံတဲ့နော်တတိမတံနော်ဆိုအဲ့ဒီမှာနော်တစ်ခါထပ်ပြီးတော့နော်ဒီဟိုနေဒီဂတိ30လောက်ကထပ်ပြီးတော့အကျွတ်တရားရသွားကြသေးရဲ့နော်အဲ့ဒီမှာရှင်သာရိပုတ္တရာနဲ့အတူနေဖြစ်တဲ့တပည့်900ဆိုအကုန်ရတဖို့ရောက်သွားကြတယ်နော်အဲ့တော့နော်အဲ့ဒီပြီးတော့နော်ဒီပြီးမြတ်စွာဘုရားကတော့ဒါဘုရားရှင်အဆက်ဆက်နော်ဒီတကူပြာလိဟာဆိုတာယမကပြာလိဟာဆိုတကူဘုရားရှင်အဆက်ဆက်ကဒီနေရာမှာပဲပြခဲ့တာနော်ဒီနာမှာပြပြီးနတ်ပြည်တက်ပြီးတရားဟောပြီးသင်္ကတမြို့မှာပြန်ပြီးတော့ဆင်းနော်ဆင်းဆိုတော့မြတ်စွာဘုရားအဲ့ဒီသင်္ကတမြို့ကမြို့မှာရင်ဆုံးနော်ဒီစပြီးဆင်းတဲ့လက်ရတော့ချီတော့ဒီရဲ့အရမှာလဲနော်သူကစီ30အခုစီတဆူတီထားတာကိုတွေ့အောင်မယ်တဲ့နော်အဲ့ဒါနော်အဲ့တော့ဒီမြတ်စွာဘုရားကနော်ဒီမိကိုမိတာလေးရှိသေးရဲ့နော်နေလေးတယ်နော်အဲ့မှာအကုန်လုံးရှိသမျှဒီမိဒီတပြီးတော့လိုမိကိုနေထားမိသေးတာတွေပါသေးတယ်နော်ဒီရှင်သာရိပုတ္တရာရဲ့ပညာအစွမ်းပညာငါဘလောက်ကြီးတယ်ဆိုတဲ့ဥစ္စာကိုမြတ်စွာဘုရားအဲ့ဒီသင်္ကတနဂုံပြီးရဲ့အစင်းမှာပြောတာနော်တော့မှအဲ့ဒီလိုရှင်ဘာလို့ဒီရှင်သာရိပုတ္တရာဒီလိုမျိုးနော်ဉာဏ်ကောင်းရတာလဲဆိုတဲ့အကြောင်းကြီးကိုလည်းတစ်ခါထပ်ပြီးတော့လေတကယ်ဒီဥပမာနဲ့ပြောသေးတယ်နော်သူပုံဝိထုတစ်ခုထပ်ပြောသေးတယ်နော်တော်တော်ရှိပါတယ်ဒီဓမ္မပဒဝိထုကလေဒီဝေဒေဝရောဟနဝိထုမှာလေနော်ဟိုအစုံမဲ့ဟိုတကူပြာဒီဟာစပြီးမပြရတဲ့အကြောင်းကနေစပြီးတော့နော်တပည့်တွေကိုပြည့်ညတ်တဲ့အကြောင်းကနေစပြီးနောက်ဆုံးဆင်းလာပြီးရှင်သာရိပုတ္တရာဇလံအထိနော်တော်တော်ရှိတယ်နော်
အဲ့လိုစာဒီမှာပဲအခုနော်နည်းနည်းပြောလိုက်တော့မယ်နော်ဒီလောက်ပဲပြောလိုက်တော့ဒီဝရောဟဏဝိထုနော်အဓိကကတော့မြတ်စွာဘုရားနော်ဒီအရတ္တဖို့ရတဲ့လူတွေကိုချီးကျူးတာပါပဲနော်အဓိကနော်ချုံးလိုက်ရင်တော့အရတ္တဖို့ရတဲ့လူတွေကိုချီးကျူးတာလူကချီးကျူးတယ်နတ်တရားချီးကျူးတယ်ဆိုနတ်ဆိုတာလေဒေဝပိလို့ပြောရင်နော်ဒေဝဆိုတာလူမင်းနော်လူမင်းတွေကိုလည်းဒေဝလို့ခေါ်ရတယ်နော်နတ်တွေမြမာတွေအကုန်လုံးကိုလည်းဒေဝလို့ခေါ်တာပဲနော်အကုန်လုံးကချီးကျူးတာနော်ဒေဝပိဆိုပြီးတော့ကဲဆိုကြည့်အောင်ပါနော်ကဲဒီနေ့ရေးဆိုလိုက်ပါဟုတ်ဒေဝရောဟဏဝတ္ထုယေဇာနာပတုတာတိရာနိခမူပသမေရတာဒေဝပိတေတံပိဟယန္တိတံဗုဒ္ဓနံတတိမတံအနဲ့ယေဒီရာတိစရာဖုံဖုံအစုံသိမြင်အကျင့်ပညာရှင်တို့သည်ဇာနာပတုတာအာရမဏုလက္ခဏုဟုနှစ်စုကွဲပြဇံတရားတို့၌အဝါဝစွာလေးလာကြိုးကုပ်အားထုတ်ကြကုန်၏နိခမူပသမေထွက်မြောက်ရာမှန်ကိလေသာအပူမီတို့ငြိမ်းအေးရာနိဗ္ဗာန်၌ရတာဖလသမဝင်စားကဖြင့်ပြုပါအာယုံမွေးလျော်ပျော်ပိုက်နိုင်ကြကုန်၏တတိမတံအများမှတ်သည့်တရားရှိ၍တတိလောက်လုံးပြည့်စုံတော်မူကြကုန်သောတံဗုဒ္ဓနံတိပွေဟုသမျှမြေရငါးတန်တရားမှန်ကိုဖောက်ပြန်မရှိအကုန်အစင်သိမြင်တော်မူကြကုန်သောဒေတံဒီရနံသိစရာအကုန်အစုံသိမြင်ထိုပညာရှင်တို့အားဒေဝပိနတ်နှင့်ပြမာလူများစွာတို့သည်လည်းပိဟယန္တိယင်းတို့ဖြစ်လို့မြတ်ဆိုဆူတောင်းတောင်းဖြားဖြားချစ်ခင်မြတ်နိုးကြကုန်၏မြမပြန်ဖျားရှင်တို့သည်သိစရာအကုန်ကိုအစုံအလင်သိမြင်တော်မူကြ၏လောကီလောကုတ္တရာဇန်နှမျိုးကိုလေးလာအားထုတ်တော်မူကြ၏ထွံ့မြောက်ရာမှန်အေးနိဗ္ဗာန်ကိုအာယုံပြုကာမွေးလျော်တော်မူကြ၏အမတ်တတိလည်းအမြဲရှိနေကြ၏ထိုဖျားရှင်တို့အားနတ်ရောလူပါချစ်ခင်မြတ်နိုးကြ၏နတ်ရောလူပါဖျားဖြစ်ရန်ဆုတောင်းကြ၏လင်္ကာလောကထွဋ္ဌမြတ်ဖရာကထူးခြားမြင်သည့်ပညာရှိ၏မိမိရလာဇန်နှစ်ဖြာဝဲလွန်စွာကြိုးစားလေးလာထား၏မိဘွားကိလေပြည့်ကြည်သွားရာနိဗ္ဗာန်ဘုံအေးရိပ်မြုံကိုအာယုံပြုကမွေးလျော်ပါ၏မကွာတတိအမြဲရှိ၏ဖြစ်ပြီးသို့သာမြတ်ဗုဒ္ဓကိုလူသမကနတ်များကပါတရားဝေဖြိုလွန်မြတ်နိုး၏ဂါထာလေးကိုပေါ့နော်ကဲပြန်ပြီးတစ်လှည့်စီဆိုမယ်ပေါ့နော်ကဲစုဆိုပေါ့စုလိုင်းပြုတ်သွားပြန်ဝင်လို့ပြုံးရတော့လားဟာလားဒါဆိုရင်ကြပြီရှိလားရှိရတချေဆိုဒေယောရောဟဏဝတ္ထုယေဇာနပတုတာဒေယနိခမူပတမေနိခမူပတမေနော်နိခမူပတမေနိခမနဲ့ဥပတမကိုပေါင်းတာနော်နိခမူပတမေယတာဒေဝပိတေတံပိဟယန္တိတံဗုဒ္ဓနံတတိမတံဟုတ်ပြီနော်မေစုဆိုဟုတ်တယ်ဒေဝယောဟဏဝတ္ထုယေဇာနပတုတာတိယနိခမူပတမေရတာဒေဝပိတေတံပိဟရန္တိတံဗုဒ္ဓနံတတိမတံဒီဒါဆိုဒေဝရောဟဏဝတ္ထုယေဇာနပတုတာဒီရာနိခမူပသမေရတာဒေဝပိတေတံပိဟရန္တိတံဗုဒ္ဓနံတတိမတံဟုတ်တယ်ပုဂ္ဂါနော်ဣရကပတ္တနာဂရာဇဝတ္ထုနော်ဣရကပတ္တနဂါမင်းပေါ့နော်ဣရကပတ္တနဂါမင်းနော်သူရဲ့ဟိုနည်းလေးပေါ့နော်ဒီဂါထာလေးကကိစ္စောမနုဿပတိလာဘောကိစ္ဆံမစ္ဆာနဇီဝိတံကိစ္ဆံတတ္တမ
တဝနံကိသောဗုဒ္ဓနာမုပ္ပါတောနော်ကိသောမနုဿပတိလာဘောကိစ္စံမစ္ဆာနာဇီဝိတံကိစ္စံတတ္တမတဝနံကိသောဗုဒ္ဓနာမုပ္ပါတောနော်ကိသောဆိုတာနော်ရခဲတာကိုပြောတာရခဲတာနော်ကိစ္စနော်ကိသောနော်သူကစလုံးနှလုံးစစ်မဟုတ်ဘူးနော်ကာကြီးလုံးကြီးတင်စလုံးအောက်ကစလေနော်သူကအဲ့ဒါရခဲတာနော်ရခဲတဲ့တရား၄ပါးပေါ့နော်တနည်းအားဖြင့်ပြောရင်ဒုလဘတရား၄ပါးပေါ့နော်သူကနော်ပတိလာဘောမနုဿပတိလာဘောဆိုတာလူဘဝကိုပြန်ရဖို့လို့နော်ဒီပြန်ရဖို့လို့အတွက်နော်သူအင်မတန်ရခဲတယ်လို့ပြောတာနော်နောက်တစ်ခုကကိစ္စံမစ္ဆာနာဇီဝိတံဆိုတာနော်ဒီမွေးကလေးကနော်ဒီနော်မွေးကလေးကနော်အသက်ရောဇီဝိတံဆိုတာအသက်ရှည်ခြင်းနော်ဟုတ်ပြီနော်အသက်ရှည်ခြင်းအသက်ရှည်ဖို့ဆိုတာလေရခဲ့တဲ့တရားတဲ့နော်အသက်ရှည်ဖို့ကလေနော်ဒီမစ္ဆာနံဆိုတာလေတတဝါတို့ဤလို့ပြောနော်သေရမယ့်တတဝါတွေကိုမစ္ဆာလို့ခေါ်တယ်နော်သေမင်းလဲမစ္စုလို့ခေါ်တယ်လို့နော်မစ္ဆာနာဆိုတာသေရမယ့်မွေးလိုက်သေမဲ့တတဝါတွေမစ္ဆာလို့ခေါ်တာနော်မစ္ဆာနာနော်မစ္ဆာနံပေါ့နံကိုတိတိတင်ဖြောက်ပလိုက်တာနော်သူဒီဂါထာသဘောအရနော်ကိစ္စံမစ္ဆာနံဇီဝိတံကွာတကယ်နဲ့ပြီးရင်မစ္ဆာနံနဲ့ပြီးရမှာနော်တရဝါရဲ့အသက်ကိုရှည်ခြင်းဇီဝိတံနော်အသက်ရှည်ဖို့လည်းခဲရင်းတယ်နော်နောက်တစ်ခုကတတ္တမတဝနံတော့သိတယ်တတ္တမသူတော်ကောင်းတရားတွေကိုနာကြားဖို့ကလေဒုံဘတရားပဲခဲရင်းတယ်နော်နောက်တစ်ခုကနော်မြတ်စွာဘုရားတဆူပွင့်လာဖို့ကလေကိစ္စခဲရင်းတယ်နော်ဗုဒ္ဓနာဥပ္ပါဒောပေါ့နော်ဗုဒ္ဓနာမုပ္ပါဒောဆိုတာဗုဒ္ဓနာဥပ္ပါဒောနော်မြတ်စွာဘုရားတဆူပွင့်လာဖို့ကလည်းခဲရင်းတယ်နော်အဲ့တော့ခဲရင်းခြင်းတရား၄ပါးပေါ့နော်ခဲရင်းခြင်းတရား၄ပါးနော်အဲ့ဒါကိုသူဟောထားတာနော်ခဲရင်းခြင်းတရား၄ပါးဒီဇလန်တော့နော်ဟိုနောက်တစ်ပတ်မှပြောတာပေါ့ဒါကတော့အခုဒီနေ့ကတော့နည်းနည်းအချိန်ရတဲ့လောက်ကလေးပဲနော်ဒီသူရဲ့နော်ဣရကပတ္တနော်နဂါမင်းဝတ္ထုနော်လူဘဝကိုရခြင်းဟာခဲရင်းနေနော်သတ္တဝါတွေရဲ့နော်အသက်ရှင်ဖို့နော်အသက်ရှင်နေဖို့ဆိုတာလဲခဲရင်းနေနော်သတ္တဝါတွေရဲ့ဇီဝိတံဆိုတာအသက်ရှင်ခြင်းလေးရတာပေါ့နော်အသက်ရှင်နေဖို့နော်အသက်ရှင်ပြီးတော့နော်အသက်ရှင်နေဖို့လဲခဲရင်းနေနော်ကိစ္စံတတ္တမတဝနံနော်ဘာဖြစ်လဲသူတော်ကောင်းတရားကိုနာကြားဖို့လဲအသက်ရှင်နေပြီပဲလဲရှင်နေတဲ့ကာလတစ်လျှောက်လုံးမှာသူတော်ကောင်းတရားကိုနာကြားဖို့လဲခဲရင်းပါတယ်တဲ့နော်အဲ့ဒီထက်နော်ဒီဖယားရှင်တို့ရဲ့ဝင်ထွန်းပေါ်ပေါက်လာခြင်းကတော့နော်အလွန်ပင်ခဲရင်းပါတယ်တဲ့ပူပြီးတော့နော်ဒီလူတော်ကိုရောဒီဖယားပွင့်လာတဲ့အချိန်တော့ပုံမမီဘူးဆိုတာအဲ့တော့ရှိရင်လည်းရှိမှာပေါ့လေနော်အခုလောလောဆယ်အချိန်ကတော့နော်ဖယားသာသနာထဲမှာတော့ရှိနေသေးတဲ့အချိန်ပေါ့လေနော်အဲ့ဆိုတော့ဒါအဲ့၄ချက်ပေါ့နော်ဒီဗုဒ္ဓဝက်ကအဲ့လိုလေးတွေပါတယ်နော်ဒါကိစ္စောဆိုတာဗာလေရခဲတယ်နော်ခဲရင်းနေဆိုတာကိုပြောတာနော်ကိစ္စောဆိုတာကိရဒတ်စပစ္စည်းတဲ့နော်စပစ္စည်းနော်ဒါအဓိပ္ပာယ်ကရခဲသောအောက်ဆုံးမှာရေးထားနော်ရခဲသောစင်းရဲသောညူညင်ပင်ပန်းသောနော်ကိစ္စောဆိုတာနော်ရခဲသောဒီမှာယူတာပေါ့နော်ရခဲသောအဲ့ဒါဆိုရင်ဒီနေ့တော်လိုက်ပဲနော်ဒီလိုင်းရလည်းမကောင်းအလုံးမဲနော်ကိုစိတ်နှပြကြမှာချမ်းသာပြီးကောင်းကျိုးလူရဆန္ဒများပြေဝနိုင်ကြပါစေနော်ဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာအာဓုအာဓုသာဓုတာနိုင်မကောင်း